ဆက်လိုက်ကြတာကြားကြချင်းရင်နဲ့လုံးဝမကောင်းဒီသတင်းကိုပြောဖို့အားမရှိဘူးဘိုက်တီပါအောင်မြမသားချင်းကိုချင်းမစာမနာအခုလိုလောက်ရက်ကိုလောက်ကြတယ်ပြချင်းတဲ့သူကကောင်မလေးတယောက်ကိုခေါ်သွားပြီးတော့ဒီချစ်သူဖြစ်တဲ့ကောင်လေးကသူ့ရဲ့တငယ်ချင်း၃ယောက်ပါခေါ်ပြီးတော့မှခီးကြီးဖျားမှာရောက်တဲ့အချိန်တယောက်တည်းလဲအဓမ္မချင်းကြတာလို့အဓမ္မချင်းတဲ့အချိန်မှာကောင်မလေးရောက်အော်လို့ဆိုပြီးတော့ပါဇက်တီ level တွေကိုပါညှက်ပိတ်ပြီးတော့မှဆက်ပြီးတယောက်တည်းလဲဓမ္မချင်းကြတာအဲ့လိုကျင့်ထားတဲ့ဗီဒီယိုကို၄ယောက်လုံးတယောက်တည်းလဲစီကျင့်ထားတာကိုဗီဒီယိုရိုက်ပြီးတော့မှ Telegram ပေါ်မှာရောင်းစားတယ်လို့လည်းသိရတယ်ဒီကိစ္စကအမှုကတော်တော်ကြီးကိုကြီးပြီးတော့တော်တော်ကြီးလည်းပြန့်နှံ့သွားတယ်ကျောင်းဦးကြီးကတော့ဒီညီမလေး900နဲ့ရော်ချင်းဝင်ညှိတယ်လို့တော့သိရတယ်ဒါပေမဲ့ဒီကောင်မလေးရဲ့စိတ်ပိုင်းဆိုင်ရာဘယ်လိုပြန်ကူစားတော့မလဲအဲ့ဒါကြောင့်ကျွန်တော်တို့ကငယ်ငယ်ရွယ်ရွယ်နဲ့သားသမီးတွေကိုညာဖေးအကြောင်းအရာတွေတွင်တင်ပေးရမယ်ဆုံးမပေးရမယ်ခုဆိုသွားပြီလေလုံးဝစိတ်မကောင်းကြရတယ်ကျောင်းနေတဲ့အရွယ်ဆိုတာချစ်သူရည်သားထားမယ်အရွယ်မှမဟုတ်တာ